ကလာပါဒီနေ့မှာတော့ဒီနေ့ကတယောက်နှစ်တစ်ကူဆိုတော့အန်ပေါင်းလေးရပါတယ်အန်ပေါင်းလေးရပါတယ်အန်ပေါင်းလေးကိုကြတော့တစ်ထုံမှဖောင်းမကြည့်ရသေးပါဘူးကြည့်လိုက်ပါဒီမှာအပိတ်ကြီးပဲရှိတယ်တစ်ထုံမှဖောင်းမကြည့်ရသေးဘူးပေါ့နော်ဒီနေ့ကတယောက်နှစ်တစ်ကူဆိုတော့ကြော့တယ်ကြော့ပြီးသွားတော့ကြော့တဲ့ချိန်မှာကြော့တော့တပည့်ဟာမဝတ်ဘူးအဲ့ဒီအနေရောင်လေးပဲဝတ်တယ်ပေါ့နော်အဲ့ဒီအနေရောင်လေးပါအဖဲပြကော်လန်ကြီးကအနီရောင်အဲ့ဒီကနှင်းစီပန်းလေးနဲ့အဖြူလေးနဲ့ဆက်ထားတာလေနော်ဖိုက်ကတော့ချက်တယ်နော်ဒါအဲ့ဒီလည်းအဲ့လိုနန်းနဲ့ဟိုဖြစ်တာပေါ့နော်အဲ့ရလေးပေါ့နော်ကဲကျိုးလေးချလိုက်အောင်မယ်ပြီးအန်ပေါင်းစလို့ပြန်ဘလောက်ပါလဲတော့မသိဘူးမဖောက်ရသေးပါဘူးတိနေရတယောက်နှစ်တစ်ခုဆိုတော့အော်လို့အဲ့ဒါဖောက်လိုက်လို့ရှိရင်လို့အိမ်မှာဖောက်လိုက်လို့ရှိရင်လို့ဘာပြောကြအောင်မရဝါပဲရှိရဲလို့အခုအိမ်ရောက်တော့မှဖောက်မယ်လို့အိမ်ရောက်တော့မှလိုက်ပတ်တင်ပြီးဖောက်မယ်ဆိုပြီးတော့လုပ်တာပါဖောက်မှဖောက်ရတယ်အတစ်ဆက်ဆက်ကြီးပဲရှိပါသေးရဲ့နော်အတစ်ဆက်ဆက်ကြီးပဲရှိပါသေးရဲ့ခဏလေးနော်အတစ်ဆက်ဆက်ကြီးပဲရှိပါသေးရဲ့ဖောက်ပါမယ်ဟာနော်မီနီမာနီမို့ဒီပလန်ကိုရွေးပါစို့လေရဟာလေးဖောက်သွားတယ်လေရဟာလေးဖွင့်ကြည့်ပါမယ်1000ဝဲပေါ့နော်1000ဝဲကတော့အများဆုံးအကြောင်းလေးကိုတေးချာမသိရမှာဆိုလို့အဖတ်ဖြုတ်လိုက်မယ်ဒီရုပ်ကတော့ဒီရုပ်မဟုတ်ပါဘူးမဲသလူကမှာပါခဏလေးပါဖြုတ်လိုက်ပါပြီကဲဒီမှာအန်ပေါင်းအိတ်ကလေးရဲ့အကြောင်းလေးပေါ့နော်ကဲဖောက်မယ်အန်ပေါင်းဆင်းတူလောက်ကြ1000ဝဲကတော့အများဆုံးပဲ1000ဝဲပါတောင်းပဲပါရှင်ကဲတောင်းဝဲရတော့ပါပြီနောက်တစ်ဖက်လည်းတောင်းဝဲပဲတောင်းတယ်လေးရအစ်စ်ခလေးတွေနောက်တစ်ခုဖောက်ပါမယ်အားရမယ်တောင်းဝဲဆိုတော့ကခဏလေးနော်တောင်းနဲ့3ရက်ဆိုတော့3000ပေါ့နော်3000နားလောက်နေနေနဲ့ဆိုတော့3000မဟုတ်ဘူးပေါ့နော်4000ခွဲတော့ရပါတယ်4500လောက်ရပါတယ်4000ခွဲပါကဲအများကြီးပဲရှင်ကျေးဇူးပါကျွန်တော်မှ try ဖြစ်နေတဲ့တချင်တစ်ပုတ်ကပြအောင်ခလာလေနော်တိမေးစနာရမင်းညာနီမိုဖိုင်စကြည့်ရနီမေးရှာပါကြည့်ပေါ်ညနီမိုဖိုင်ဆာမိုရှိကျေးဇူးပါပို့ပြီးတာတာပါအားလုံးပဲချစ်ပါ